မင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမက SNS မှာအလုပ်လုပ်နေတဲ့ဝန်ထမ်းဖြစ်တဲ့အပြင်ကိုကျောင်းသားမိဘတစ်ယောက်ဖြစ်ပါတယ်ရှင်ဒီ math test ရဲ့အကြောင်းလေးကိုပထမဦးဆုံးကြားဖို့တဲ့အချိန်မှာဒီအပြည့် idea လေးကိုလည်းအရင်သဘောကျတယ်ဒါပေမဲ့တကယ်တမ်းကြားဖို့ကျတော့ဒီ math ရဲ့အကြောင်းပေါ့နော်ဘာလဲဆိုတာမျိုးသိချင်တယ်ပေါ့နော်မိခုနေအများကြီးရှိလာတယ်အဲ့အတွက်လေးဒီချက်ပိုးကိုဒီတခြားမျိုးကျောင်းသားမိဘတွေရဲ့ပုံစားပေါ့နော်ဒီမိခုလေးတွေမိဘချင်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဒီပထမဆုံးအနေနဲ့ပေါ့နော်ဒီ math test ဆိုတာဒီ math pro ဆိုတာဘာလဲဆိုတာသိချင်ပါဦးရှင်ဟုတ်ကဲ့ရှင်ဒီ math course ဆိုတာကကြတော့ဗောနော်ဒီ academic subject တွေဖြစ်တဲ့ science math language usage တွေပေါ့နော်စတဲ့ဘာသာရပ်တွေမှာကျောင်းသားတွေအနေနဲ့သူတို့ရဲ့သင်ယူမှုတွေဘယ်လောက်တိုးတက်လာတယ်လဲဆိုတာကိုအဓိကအကဲဖြတ်စစ်ဆေးပေးတဲ့ test တစ်ခုဖြစ်တယ်ဗောနော်ဒီ test ရဲ့ထူးခြားချက်ကကြတော့ဆောင်းမွေးရတဲ့တစ်ခုပဲကိုသာရှိတာမျိုးမဟုတ်ဘဲနဲ့ကျောင်းသားတို့ရဲ့သင်ယူမှုတွေအချိန်နဲ့အမျှဘယ်လောက်တိုးတက်လာတယ်လဲဆိုတာကိုပဲအဓိကထားပြီးတော့မှအကဲဖြတ်စစ်ဆေးပေးတဲ့ test ပုံစံဖြစ်ပါတယ်ရှင်ဟုတ်ဒီ math test ကတော့လေ math ကဘယ်လိုပုံစံမျိုးလေးလဲမသိဘူးဒီကျောင်းသားတွေကပေါ့နော်ဒီ level အလိုက်မျိုးနေရအထူးထူးပဲပြရတာမျိုးရှင်ဟုတ်ကဲ့ရှင်ဒီ math course ကကြတော့ဗောနော်ဒီ computer adapted test တစ်ခုဖြစ်တယ်ဗောနော်ဆိုလိုချင်တာကကျောင်းသားရဲ့ဖြေဆိုမှုပုံမူတည်ပြီးတော့မှမိကုံးပုံစံကအလိုက်တဲ့ပြောင်းလဲပြီးတော့မှအကဲဖြတ်စစ်ဆေးပြီးတဲ့ test တစ်ခုဖြစ်တယ်ဗောနော်အကယ်၍ကျောင်းသားတစ်ယောက်ကမိကုံးဖြေဆိုရမှာမိကုံးတစ်ခုကိုမှတ်ကန်အောင်ဖြေဆိုနိုင်တယ်ဆိုရင်နောက်လာမယ့်မိကုံးဒီပုံမခက်ခဲလာပြီးတော့မှအကယ်၍မှားပြီးတော့မှဖြေဆိုခဲ့ရဆိုရင်တော့နောက်မိကုံးမှာပို့ပြီးတော့မှလွယ်သွားမှာဗောနော်အဲကြောင့်မလို့ကျောင်းသားတစ်ယောက်ချင်းစီရဲ့သူတို့ရဲ့တက်မြောက်ကျွမ်းကျင်မှုပုံမူတည်ပြီးတော့မှဖြေဆိုရမယ့်မိကုံးဒီတဦးချင်းစီအလိုက်မတူညီတဲ့မိကုံးပုံစံမျိုးကိုဖြေဆိုရမှာဖြစ်ပါတယ်ရှင်ဒါဆိုရင်လေဆရာဖို့ဒီ math test ပြရမယ်ဆိုရင်ပေါ့နော်မိဘတွေနဲ့ဒီလိုခလေးတွေကိုဘယ်လိုပိုင်းလေးပြင်ဆင်ပေးထားရမလဲရှင်တကယ်တော့ပေါ့နော်ဒီ math test တွေဖို့ပေါ့နော်ကျောင်းသားတွေအနေနဲ့အရန်စိတ်ကူနေကြတာကိုလေပေါ့နော်ကျောင်းသားတွေအပြင်မှာမိဘတွေအနေနဲ့အရန်ကိုစိတ်ကူတဲ့ဟာကိုလည်းသတိထားမိတယ်တကယ်တော့ math test တွေဆိုဖို့အတွက်ပေါ့နော်ကျောင်းသားတွေနဲ့တူတင်ပြင်ဆင်ဖို့လိုအပ်ဖို့ပေါ့နော်ဘာလို့မလိုအပ်ဘူးလဲဆိုတဲ့အခါကျတော့ math ကိုစစ်ဆေးရခြင်းရဲ့အဓိကရွေးချက်ကကြတော့ကျောင်းသားတွေအနေနဲ့သူတို့ဘာသာရပ်တွေပေါ်မှာဘယ်လောက်သိရှိနားလည်ထားပြီးလဲဆိုတဲ့ဟာကိုပဲအဓိကစစ်ဆေးရဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ရှင်အကြောင်းမို့ကျောင်းသားတွေအနေနဲ့ math test တွေဆိုတဲ့မှာစိတ်အေးထားပြီးဖြေဆိုဖို့ရင်းနဲ့အကောင်းဆုံးကြိုးစားဖြေဆိုပြီးရင်လည်းလုံးလောက်ပါပြီရှင်ဟုတ်ဒါဆိုရင်ပေါ့နော်ဒီ math ရဲ့ result ပေါ့နော်ဟိုစာဝဲရဲ့ result တွေထွက်လာမိဘတွေနဲ့စိတ်ပူကြရပေါ့နော်ဆိုတော့ math ရဲ့ result ကရောဘယ်လိုမျိုးလေးဆိုလိုတာလဲအဲ့တော့ကျမတို့ဒီပေါ့နော်math test ဖြေဆိုပြီးတဲ့အခါမှာဆိုရင်က result ထွက်လာတယ်ပေါ့နော်အဲ့ဒီ result ဒီ R&D scores ဖြစ်တယ်ပေါ့နော်ဒီ R&D scores ဒီကျမတို့ဒီအတန်းတင်ဆောင်ပွဲတွေရလနဲ့လုံးဝမတူဘူးပေါ့နော်ဒီ R&D scores ကဘာကိုပြောသလဲဆိုရင်ကျောင်းသားတဦးချင်းစီဖြေဆိုနိုင်ခဲ့တဲ့မေးခွန်းရဲ့ခက်ခဲမှု level ကိုပြသတဲ့ရမှတ်ဖြစ်တယ်ပေါ့နော်အဲ့တော့ကျောင်းသားတယောက်တော်တယ်မတော်ဘူးဆိုတာကိုဆုံးဖြတ်ဖို့ထက်ကျောင်းသားတွေရဲ့သင်ယူမှုတွေသူတို့ရဲ့သင်ယူမှုကဘယ် level မှာရှိနေတယ်လဲဆိုတာကိုပြသတဲ့အမှတ်ဖြစ်ပါတယ်ရှင်ဟုတ် RD score ဆိုတာကတော့လေဟုတ်ကဲ့ပါရှင်ဟုတ်ဒါဆိုရင် math pro ကိုပထမအောင်ဆုံးကြားဖို့ရမိပါတဲ့ဒါဟာစိတ်ပူစရာလုံးဝမဟုတ်ဘူးဒီကလေးတွေရဲ့သင်ယူနိုင်စွမ်းကိုနားလည်ဖို့စစ်ဆေးပေးတဲ့ test တစ်ခုကဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ပါရှင်းမှန်ပါတယ်math code ကရလာတဲ့ရမယ့်တိုင်းကဈေးပဲရှိပါတယ်ပေါ့နော်ဒီ math code ကရလာတဲ့ရမယ့်တိုင်းဒီအမှတ်ပေးရတဲ့စာရေးကျောင်းသားတစ်ယောက်ချင်းစီရဲ့သင်ယူမှုတိုးတက်မှုလည်းပဲဘယ်လောက်ရှိတယ်လဲဆိုတာကိုအဓိကအကဲဖြတ်စစ်ဆေးပေးတဲ့ test တစ်ခုဖြစ်ကြောင်းကိုလည်းပြောကြားလိုပါတယ်ရှင်ကျေးဇူးတင်ပါတယ်နော်ဒီချက်ပေါ်အခုလိုမျိုးပြည့်ပြည့်စုံလေးရှင်းပြပေးရပါတော့ဟုတ်ဆိုရင်မိဘတွေလည်းဒီ math pro ကိုပို့ပြီးတော့နားလည်လာတယ်လို့လည်းယုံကြည်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်